ချင်းတွေအိတ်ကတဲ့ထားနှူးပြောချင်းတွေရောင်းကစားချစ်တော်သူများကိုဝေကနေလွင်ရအထီးကျန်ခြင်းကိုခဏမေးထားကြုံတွေ့နေရပြီလောကတန်တရားဒီခံခြင်းသာကောင်းစိုးရမဟုတ်လားမနာမြခဝါချာကိုချင်းစာမိတဲ့တိုင်းတစ်ပါးရောက်သူများရင်ဆိုင်နေဒီလိုခက်ခဲတွေတော်ရမှာမေးရတဲ့ဘဝတွေညီထွားဖို့အတွက်ခွင့်ရမပေးနိုင်ဘူးလေကိုစီရဲ့ရင်မဆူတောင်းရင်အတူဆုံးမဲ့မိသားစုလေးစီတနေ့တော့ရောက်မေးမှန်ရွယ်လို့ထားသည်အမေအိမ်